တောတာရှင်များခင်ဗျာကျေးလက်တော်ရွာနေတောင်သူလယ်သမားတွေဟာဖြင့်မိမိတို့ရဲ့အလုပ်ကိုအင်မတန်မှပဲချစ်မြတ်နိုးကြပါတယ်မိုးတန်လေးတန်ကြားလို့မိုးလေးတစ်ဖြိုက်နှစ်ဖြိုက်ကျလိုက်တယ်ဆိုရင်ပဲစိမ့်လန်းဆူပြေးလာတဲ့လယ်ကွင်းပြင်ကိုကြည့်ပြီးဝန်းမြောက်ကြပါတယ်မိုးဖြိုင်ဖြိုင်ကျလို့လယ်ကွင်းပြင်မှာရေဖွေးဖွေးမြင်လိုက်ရရင်ပဲထွန်ရရက်ရတော့မဟဲ့ဆိုပြီးဝန်းမြောက်ဝမ်းသာရှိကြပါတယ်စိုက်ရင်ပြိုရင်လဲတေးကြောကြောတမ်းပြိုင်អော်ပြီးပျော်ကြရွှင်ကြရပါတယ်ကောက်တိကောက်နှံမှဲ့မဲ့ဝင်းနဲ့ရွှေဝါရောင်လယ်ကွင်းကြီးမြင်ရတဲ့အချိန်မှာတော့ပျော်လို့မဆုံးတပြုံးပြုံးပြီပေါ့ခင်ဗျာရိတ်ကြသိမ်းကြနေကြလှိကြတဲ့အချိန်မှာကလေးသူငယ်ကစပြီးအပျော်ဆုံးနေများအဖြစ်မိသားတစုလုံးအပြုံးရောင်ဖုံးလွှမ်းသောနေများဖြစ်ကြပါတယ်အကြောင်းတစုံတရာကြောင့်ကိုဒီသားကစွန့်ခွာလို့ကိုလဲကိုရာနဲ့ဝေးကွာပြီးမြို့ကိုရောက်ရှိကြတဲ့တောသူတောင်သားလယ်သမားတွေဟာမိုးကလေးညို့ရင်လေကွင်းကိုလွမ်းလို့အလိုလိုမျက်ရည်စုပ်မိကြရှာပါတယ်လေယာလုတ်ခွင်တရေရေမြင်ပြီးထွန်းချင်းရက်ချင်ရှာကြပါတယ်အထူးသဖြင့်ကောက်ရိတ်သိမ်းချိန်ကိုပို့ပြီးတတလွမ်းဆွတ်လေရှိပါတယ်ဒီချိန်ဟာဖြင့်မိုးကုံတွေအကူရေနေတဲ့အချိန်ကြီးပဲခုလောက်ဆိုရင်လေကွင်းတွေထဲမှာကျင်းများကြိုက်များတာတမန်များစီးတာပြီးသားငါရှာကြရောမည်ရရှိတဲ့ငါးလေးများနဲ့လေအတွက်ဆန်နီမကိုအရသာရှိအောင်ချက်ပြီးပျော်ပျော်ပါပါစားတော့ကြရောမည်ဆိုတဲ့ကျေးလက်လေယာကိုရရွာမှာနေထိုင်ခဲ့တဲ့ဒလိတဘာဝလေးများကိုတွေးပြီးရောက်ရှိနေတဲ့မြို့ဒလိကိုပျော်မွေခြင်းမရှိရှာပဲလွမ်းစွတ်တတလေယာမြေကိုသတိရတဲ့အကြောင်းဖွဲ့နှွယ်တီးဆိုးကြတဲ့လွန်မြင့်တွေကိုကျေးလက်တေးတံများမှာအများအပြားတွေ့ရှိရပါတယ်ဒီကနေ့ကျေးလက်တေးတံအခမ်းမှာတော့ကောက်သိန်းချိန်တလင်းပြင်ကိုလွမ်းရှာတဲ့မြို့ပေါ်ရောက်ကြီးတော်သူလေးရဲ့လွမ်းခြင်းကလေးကစပြီးကျေးလက်တေးတံများကိုတင်ဆက်လိုက်ရပါတယ်ခင်ဗျာအရောက်ခက်ပါပြီမြောက်ဖက်ကလေးတို့ရွာခုခါမှာရှုစရာလဲညုံဝင်ပြင်မို့ဆဲရှူတွင်ပြက်ပြေဟာမှာကံပက်ခါဆူတဲ့ငါရဲ့နဲ့အနာတော့ချင်မောင်နီဒိုလီကျိုးတဲ့ဟင်းကိုလေတလင်းကျဲမမင်းပွဲဆိုးလောက်နွားရည်မစင်းမြေတလင်းပခွေသင်းကြောင်နဲ့ခုံလောက်ကဲချဆာနီမကိုတောင်းလောက်အောင်ချက်ကျွန်းဖက်ထက်မှာခုလျက်ကဲလှင်းစွာပြုတ်ပြီးကမှအရသာကြီးချမ်းသာသည်ကိုမိမာမဖုတ်ညာမဖြုတ်ဖဲကတုတ်ပြပေါင်းဆုံအိုးမှာကြိုးအောင်ထောင်းလို့စလောင်းလက်ပင်အဖုံးအင်းနှင့်ရခင်ချက်ဟင်းလျာကိုနှစ်ယောက်ပြိုင်မျိုးနေကြဟာမို့ဟိုမြေကငယ်ကျွမ်းဝင်ကိုနေမခွင်စံတော်ကျွန်းစီကလွန်လာတယ်လေ
ကျေးလက်လေယာတွေမှာဟင်းလျာဆိုတာဝယ်ချမ်းစရာမလိုအောင်ပဲရိုးဆောင်လေးများကုန်းကမူခင်းနှန်းလေးများမှာယာဒီအလျောက်မြေပေါက်တီးပွင့်ကြတဲ့ဟင်းသီးဟင်းရွက်တွေကိုသာခုဆွတ်လို့စားတောက်ကြရပါတယ်ဟင်းကျွေးဟင်းလျာကောင်းများအဖြစ်ဖို့ဗရတ်ယုံလေးများတို့ကို
ရှာဖွေစားနိုင်ကြပါတယ်အရှာဖွေကောင်းသူလဲလုတ်သားတစ်ယောက်အဖို့ဟင်းမငတ်ပြီဘူးပေါ့ခင်ဗျာအမွေးနှစ်သားဆိုတာကလည်းမြို့တွေလိုမိတ်ကပ်ပေါဒါရှိရှာကြတာမဟုတ်လေတော့တနခါကိုသာကို့ဖာသာခွာလို့တွေးပြီးလိမ့်ချေတကြရပါတယ်ဆိုင်ရည်စဘာဝန်းစာများကိုလည်းမိမိတို့ဘာသာကြိတ်ခွဲလို့ဖွတ်ထောင်းကြရပါတယ်အဲ့ဒီလိုစံဖွတ်မောင်းတောင်းအလုပ်လုပ်ကြတာဟာအများအားဖြင့်တော့ကြေးရွာသူအပြိုလေးများသာလုပ်ကြတဲ့အလုပ်ပဲဖြစ်ပါတယ်တိမ်တိမ်မှာညနေခင်းညင်ဥပိုင်းအချိန်တွေမှာဆိုရင်အပြိုတွေစုပေါင်းလို့စံဖွတ်မောင်းထောင်းနေရှိပါတယ်အဲ့ဒီအခါမှာငယ်ရွယ်နှုပြိုသူတို့ရဲ့တဘာဝရောက်တရာရာစကားဆက်လို့တီဆိုဖွဲ့နှွယ်ကြပါတယ်အဲ့ဒီစံဖွတ်မောင်းထောင်းရင်တီဆိုလေးရှိကြတဲ့မောင်းတောင်းတီးတံများကိုနားဆင်ကြပါဦးခင်ဗျာလက်ဆုံးတွေချပါလို့ဟန်ကြအောင်စီရွှေနောင်သူပြုတ်အပေါင်းရဲ့မောင်ရောက်ကိုချီ
လို့မိုင်းမမိုင်းပါနဲ့ခြေရောက်သာပြိုပန်းပါတဲ့စိတ်နှရာဟိုးဆိုလို့ရတောတာရှင်များခင်ဗျာအခုကြားရတဲ့ကြီးလက်တီးတံများဟာဖြင့်အယိုးကန်တက်တက်နဲ့တောင်သူလယ်သမားတွေရဲ့တဘာဝအမှန်ကိုလှစ်ဟပြခဲ့တဲ့တီးတံများပဲဖြစ်ပါတယ်ဒီကနေ့အဖို့ကြီးလက်တီးတံများကိုဒီမျှနဲ့ပဲရပ်ဆိုင်းခွင့်ပြုပါတော့လို့ပန်ကြားလိုက်ရပါတယ်ခင်ဗျာ